ကုသိုလ်ထဲမှာအကောင်းဆုံးကုသိုလ်ဘာကုသိုလ်လဲလို့သူစုံတစ်ယောက်ကမေးလာလို့ရှိရင်ဖြေထုတ်ရမှာတော့ဝိပဿနာကုသိုလ်အကောင်းဆုံးပဲလုံနိုင်တာမလုံနိုင်တာအသာထားအကောင်းဆုံးဆိုတာတော့သိရပါဘူးလူတွေဝှစင်နေကြတဲ့ယရဏပစ္စည်းတွေလည်းဘယ်ယရဏဟာတန်ဖိုးရှိဆုံးလဲဆိုတော့လူတွေသိကြဝှစင်နိုင်တာမဝှစင်နိုင်တာအသာထားဘယ်ယရဏဟာတန်ဖိုးကြီးမားဆုံးဆိုတာတော့သိချတာပဲဟုတ်လားအဲ့ဒါမျိုးလို့ပဲမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်မှာအကောင်းဆုံးကုသိုလ်အလုပ်ဟာဒါနကုသိုလ်လားသီလကုသိုလ်လားသမထကုသိုလ်လားလို့မေးလို့ရှိရင်မဟုတ်ဘူးဝိပဿနာကုသိုလ်ဟာအကောင်းဆုံးလို့အကောင်းဆုံးလို့ပြောတဲ့ဖြင့်တန်ကျန်တဲ့အလုပ်တွေမလုပ်ရဘူးမဟုတ်လုပ်ရမှာလေလောကလူတွေဟာကောင်းတဲ့ကောင်းတာရှားနေကြတဲ့အခါတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ကောင်းတဲ့ကောင်းတာရှားရမှာနော်စီးပွားလုပ်ပြီးဆိုတဲ့အခါလေအကျိုးအမြတ်များတဲ့များတာလိုက်ပြီးရှားကြအဲ့ဒါလိုပဲဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါဒါနကုသိုလ်လေးနဲ့တင်ကျင့်တတ်မနေနဲ့အောင်သီလကုသိုလ်လေးနဲ့ကျင့်တတ်မနေနဲ့အောင်ကျင့်တတ်မနေနဲ့ဆိုတာဒါနသီလပြည့်စုံပြီးတဲ့နောက်ဆက်လုပ်အောင်လို့ဆိုလို့နော်ဒါနကိုပြည့်ပယ်ရမှာပြောတာမဟုတ်ဘူးသီလကိုပြည့်ပယ်ရမှာပြောတာမဟုတ်ဘူးကိုယ်မှာဒါနကုသိုလ်တွေရပြီသီလကုသိုလ်တွေရပြီသမထကုသိုလ်တွေရပြီဆိုလို့ရှိရင်အကောင်းဆုံးကုသိုလ်မရသေးဘူးလို့ပြောမှာကုသိုလ်တော့ရပြီအကောင်းဆုံးကုသိုလ်မရသေးဘူးအကောင်းဆုံးကုသိုလ်ကဘာလဲဆိုရင်ဝိပဿနာကုသိုလ်ဝေလမသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့ကုသိုလ်ကောင်းမှုတွေထဲမှာအဆင့်ဆင့်ဘယ်ကုသိုလ်တဲ့ဘယ်ကုသိုလ်ကကောင်းတယ်ဆိုတာကိုဟောသွားတယ်ထင်မယ်ဒါနကုသိုလ်ထဲမှာကျောင်းဆောက်ပြီးတော့လှူတဲ့သတ္တုဒ္ဒိတသံဃာအရလေးမြဲနာကကြွလာတဲ့သံဃာတော်တွေကိုရည်စူးပြီးတော့တန်ခိကကျောင်းဆောက်လို့လှူဒန်းတဲ့ဒါနကုသိုလ်ဟာကုသိုလ်ထဲမှာဒါနကုသိုလ်ထဲမှာအကောင်းဆုံးသူဆိုတယ်အေးကျောင်းမဆောက်နိုင်တော့တို့အကောင်းဆုံးကုသိုလ်မရဘူးလို့စိတ်ပဲပူတယ်ကျောင်းဆောက်လှူတဲ့ကုသိုလ်ကောင်းမှုတွေကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုခုနကဆောက်တည်လိုက်တဲ့ဘုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာတရဏဂုံဆောက်တည်ရတဲ့ကုသိုလ်ပိုကောင်းတယ်မြတ်စွာဘုရားဟောနော်ကျောင်းဆောင်လူတဲ့ကုသိုလ်တဲ့တရဏဂုံကိုဆောက်တည်တဲ့အခါမှာထုံးစံအတိုင်းမို့ဆိုတာမဟုတ်ဘဲနဲ့စိတ်ထဲကနှစ်ကမျက်နိုးမိမိရဲ့ဘဝကိုဘုရားကိုအနန္တပါတယ်တရားကိုအနန္တပါတယ်တန်ခါကိုအနန္တပါတယ်ဆိုဘုရားတရဏံကိစ္ဆာမိဘဝကိုစွန့်ပြီးအသက်နဲ့ခန္ဓာကိုစွန့်ပြီးတော့ဘုရားကိုကိုးကွယ်တယ်ဆိုတဲ့ကုသိုလ်ဟာကျောင်းဆောင်လူတဲ့ကုသိုလ်ကပြင်မဲ့ကပစ္စည်းငွေကြေးဒနာကိုစွန့်တာဖြစ်တယ်တရဏဂုံဆောက်တည်လိုက်တာကျတော့ကိုယ်ဘဝခန္ဓာကိုစွန့်လို့တာပဲဖြစ်တယ်အသက်ကိုစွန့်တာဖြစ်ဒါကြောင့်မို့အဲ့ဒီကုသိုလ်ကမြတ်တယ်လို့ပြောတာနော်ဒါကအဲ့ဒီတရဏဂုံဆောက်တည်တဲ့ကုသိုလ်တဲ့တရဏဂုံဆောက်တည်ပြီးတဲ့အခါမှာငါးပါးသီလထပ်ပိုးပြီးဆောက်တည်လိုက်တဲ့ကုသိုလ်သီလကုသိုလ်ကပိုမြတ်လာတယ်အဲ့တော့ခုနကအမြတ်တယ်ဆိုတဲ့ကုသိုလ်တွေရကျောင်းဆောင်လူတဲ့ကုသိုလ်တဲ့မြတ်တဲ့တရဏဂုံဆောက်တည်ခြင်းငါးပါးသီလခံယူခြင်းဆိုတဲ့ကုသိုလ်တို့ရတာမန်တရားမဟုတ်ခင်တို့ဆောက်တည်နေကြတာတရဏဂုံနဲ့သီလလို့မအောင်မေ့နဲ့တန်ဖိုးကြီးမားတယ်ဆိုတာကိုသတိထားဖို့အဲ့တော့လောကီပစ္စည်းဆိုတာတန်ဖိုးရှိတာမရှိတာအချိန်ခါလိုက်ပြီးတော့ဖြစ်လာတာလည်းဖြစ်တယ်ပေါ့အဲ့ဒီလိုတန်ဖိုးတွေတက်လာတယ်လို့လေကုသိုလ်ကောင်းမှုတွေနဲ့ပတ်သက်လာတဲ့အခါမှာလည်းပဲကုသိုလ်ကောင်းမှုကတော့ဘယ်ကုသိုလ်နဲ့ပဲဟာထာဝရကုသိုလ်တွေပါတန်ဖိုးကတက်နေတာဒါနကုသိုလ်တဲ့ကျောင်းဆောင်လူတဲ့ဒါနကုသိုလ်တဲ့တရဏဂုံကုသိုလ်ကမြတ်တယ်တရဏဂုံနဲ့ငါးပါးသီလထပ်ပိုးလိုက်ရင်ပိုမြတ်တယ်ဒါဖြင့်အဲ့ဒီကုသိုလ်တဲ့မြတ်သေးလားလို့
မြတ်တဲ့ကုသိုလ်ရှိသေးလားဆိုရှိတယ်ဘာလို့ထားတော့မေတ္တာပွားတာကိုယ့်ရင်ထဲမှာမုန်းတရားကင်းစင်သွားအောင်တပည့်သားအဆင်ပြေပါစေတော်ဝါရီချမ်းသာကြပါစေဆိုတဲ့မေတ္တာပွားတဲ့မေတ္တာဘာဝနာကုသိုလ်ကတရဏဂုံသီလတဲ့ပုံမြတ်တယ်တန်ဖိုးပိုကြီးလာတယ်လို့ဆိုလို့ယရဏပစ္စည်းတွေလည်းတစ်ခုတည်းတစ်ခုပိုတတ်မှုကြီးလာအဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှလည်းတန်ဖိုးကြီးတယ်ကြီးလာဒါဖြင့်မေတ္တာဘာဝနာပွားတဲ့ကုသိုလ်တဲ့မြတ်တာရှိသေးလားဆိုရှိတယ်ဟာတော့ဆိုရင်အနိစ္စတင်ညာမမြဲဘူးလို့ရှုမှတ်ပွားများတဲ့ဝိပဿနာလို့ဆိုလို့အဲ့တော့ဝိပဿနာတရားဟာလုံးလို့ရတဲ့ကုသိုလ်တွေမှာကြောက်စိမ့်လို့တက်တဲ့ခါကြတဲ့ခါမျိုးမရှိဘူးအမြဲတမ်းအထိတ်မှာပဲရှိတယ်ဒီလိုမှတ်နော်အဲ့တော့ဆိုလိုတာကတော့ဝိပဿနာတရားပွားနည်းလေးသိပြီးတော့ဝိပဿနာသိရအောင်ဆင်ခြင်တတ်ဖို့ဆင်ခြင်လို့ရှိရင်ဝိပဿနာကုသိုလ်ကိုမှအပြည့်အဝကြီးမဖြစ်တော့နည်းငယ်တော့ဖြစ်တယ်အဲ့ဒါလို့ဖြစ်အောင်လုပ်နိုင်ပြီဆိုရင်မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့ရကျိုးလည်းနှတ်တယ်လူဖြစ်ရကျိုးလည်းနှတ်တယ်လို့ဒီလိုပြောကုန်ပြီလေကုသိုလ်ထဲမှာတန်းကုန်သွားပြီလို့ပြောလုံးလို့ရတဲ့ကုသိုလ်ဟာဝိပဿနာကုသိုလ်ဟာအမြဲဆုံးပဲမဲ့ကုသိုလ်ဆိုတာလုံးလို့ရတဲ့ကုသိုလ်မဟုတ်ဘူးမျက်မှောက်ပြုရမယ့်ကုသိုလ်သာဖြစ်တယ်အဲလုံးလို့ရတဲ့ကုသိုလ်ဝိပဿနာကုသိုလ်လုံးဖူးတယ်ဆိုရင်မရတာတော့ဒါတော့ကိုယ့်ရဲ့ပါရမီအနေထားအတိညာရဲ့စွမ်းဆောင်နိုင်မှုအနေထားပေါ်မှာမူတည်တယ်မရသေးလို့လည်းစိတ်ပူစရာမရှိဘူးသို့တော့ကိုဟာဝိပဿနာတရားလုပ်ဖူးတယ်ဆိုရင်တမောမြင့်မာတော့ပေါ့နော်ကုသိုလ်တွေထဲမှာအကောင်းဆုံးကုသိုလ်ငါလုပ်နေရပြီ